အားလုံးပဲမင်္ဂလာပါရှင်။တောင်ဝန်က TikTok channel မှာကြိုဆိုလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါ။မမီဒီနေ့ပြသပေးမှာတော့အရန်ချစ်ဖို့ကောင်းတဲ့လက်ကောက်လေးပဲဖြစ်ပါတယ်ရှင်။ရန်အောင်မှာဖန်စီစံလေးဝတ်ချင်တဲ့တဲလေးတွေဒီဇိုင်းစံလက်ကောက်လေးပဲဖြစ်ပါတယ်ရှင်။ဒီလိုင်းလက်တော့လေးဆိုရင်နှစ်ကရံဝတ်ချင်တဲ့အရန်အောင်မှာချစ်ဖို့ကောင်းပါတယ်။ချစ်ဖို့ကောင်းတဲ့လက်ကောက်လေးပါရှင်။မင်းပြပေးတဲ့လက်ကောက်လေးဆိုရင်ဖန်စီစံလေးနဲ့ဝတ်ချင်တဲ့တဲလေးတွေအရန်အဆင်ပြေပါတယ်။လက်ကောက်လေးဆိုရင်ပုံစံလက်ကောက်လေးပါ3ဂရမ်ကျော်နဲ့အရန်အောင်မှာပုံစံလက်ကောက်ချစ်စရာကောင်းတဲ့ပုံစံလက်ကောက်လေးပါလက်ကောက်လေးဆိုရင် access လေးပါပါတယ်အရန်လာတဲ့လက်ကောက်လေးပါရှင်3ဂရမ်ကျော်နဲ့လာလေးဝှရှိနေဆိုရင်တော့ဒီလက်ကောက်လေးရန်လာတဲ့တဲလေးတွေနော်ဒီပလေးပီရေလိုင်းတွန်းလက်ကောက်လေးဒါဆိုရင်ချစ်စရာလေးပါသူဆိုရင်3ဂရမ်ကျော်4ဂရမ်ဝန်းကျင်နဲ့အရန်အောင်မှာလာတဲ့လက်ကောက်လေးပါအရန်လာပါတယ်သူတကွင်းနဲ့ fancy ဆန်လေးဝှချင်တဲ့တွေအရန်အောင်မှာအဆင်ပြေပါတယ်လက်ကောက်လေးဆိုရင်4ဂရမ်ကျော်ပဲရှိပါတယ်ဒီ4ဂရမ်ကျော်ဆိုရင်4ဂရမ်ကျော်ဆိုရင်အရန်လာတဲ့လက်ကောက်လေးပါတကွင်းနဲ့ချစ်ချစ်တိတ်လေးဝှချင်တဲ့အသေးလေးတွေအရန်အဆင်ပြေပါတယ်အရန်လာတဲ့လက်ကောက်လေးပါရှင်အရန်လာပါတယ်ချစ်စရာကောင်းတဲ့လက်ကောက်လေးပါတကွင်းနဲ့တိတ်လေးဝှချစ်ချစ်လေးဝှချင်တဲ့အသေးလေးတွေအရန်အဆင်ပြေပါတယ်ဒီဘောလုံးပုံစံလေးဆိုရင်5ဂရမ်ကျော်နဲ့ခဏလေးပါချစ်စရာလေးပါတခွင်းနဲ့အရန်လာတဲ့လက်ကောက်လေးပါပုံလေးနဲ့စမ်းပြီးတော့ချစ်စရာကောင်းတဲ့လက်ကောက်လေးပါရှင်ဒီလက်ကောက်လေးဆိုရင်အရန်ကိုမှလာပါတယ်ရန်လာတဲ့လက်ကောက်လေးတွေဖန်စီဆန်လေးဒီဇိုင်းလေးဝှချင်နေဆိုရင်မေတို့ရဲ့တုံးနကားဆင်ရွှေရတရာဆိုင်မှာရှိရတော့တတိတွေနော်မင်းပြပေးရဲ့လက်ကောက်လေးတွေကိုချိန်နေတက်တယ်ဆိုရင်မမင်းတို့ရဲ့တုံးနကားပေး Messenger မှာလဲလာရအားပေးကိုမျိုးမင်းတို့ရဲ့ဗီဘာဖုန်းနဲ့ပဲ2920 3998မှာလဲလာရအားပေးကိုနေပါတယ်ရှင်။ရန်အောင်မလှပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။